ကျွန်တော်ဒီနေ့ recap လုပ်ပေးမယ့်အပိုင်းလေးကတော့အမရဘိုင်ကိုပိုင်းလိုက်တဲ့အပိုင်း110ကိုဖြစ်ပါတယ်။ပိုင်းရဲ့ဆက်မှာတော့မင်းမစိုးကျင်းဦးကြီးကကောင်းကင်မိတ်ဆာတင်နာပရိ16ကိုဖိတ်ခေါ်ပါတယ်ဆိုပြီးပြောလိုက်ပါတယ်။မိတ်ဆာကြီးကလေးကမိန်တော်ပါလိုက်ပါတယ်။ပြန်ပွဲမှာနိုင်တဲ့သူကဒုတိယပရိယာတို့ကိုရမယ်။စပတ်အုံးဝေးုံနဲ့ကြောက်စိမ့်ကပတ်ကိုရမယ်လို့ပြောလိုက်ပါတယ်။ပြန်ပွဲရဲ့စီမင်းကတော့မိတ်ဆာစစ်သူကြီးတွေကအရင်တက်ရမယ်။ထောက်ပံ့သူတွေကအထက်တက်ရမယ်။တိုက်ပွဲတစ်ခုလုံးမှာနိုင်ရသူတွေကအဆင့်တက်ပါမယ်။ဒီပွဲနိုင်ရင်ဒုတိယကြောက်ပြန်ရပါမယ်။မိတ်ဆာစစ်သူကြီးရဲ့အသက်ကိုထိခိုက်လုပ်တဲ့သူကတက်ခံရမယ်လို့မင်းမစိုးကပြောလိုက်ပါတယ်။ပထမပွဲစစ်သူကြီးရှိချောင်းနိုင်ရရှိသွားခဲ့ပါတယ်။ရှိချောင်းကမော်လီဟိုင်ကိုချိန်ခေါ်လိုက်ပါတယ်။မော်လီဟိုင်ကမော်ဖေးကိုရှုံးသွားလို့သူ့ရဲ့ဂတိစကားအတိုင်းရှေ့ထက်တိုက်လို့မရပါဘူး။ဒါကြောင့်ရှိချောင်းကဝမ်လင်ကိုမင်းတက်လာပြီးတေခံလိုက်စမ်းလို့လှမ်းပြောလိုက်ပါတယ်။ဝမ်လင်ကမတက်ရတဲ့တိုက်ပွဲကိုကြောက်ဝမ်မျိုးရိုးစိတ်ဝင်စားဘူးလို့ပြန်ပြောလိုက်ပါတယ်။ပွဲချင်းနေတဲ့ကောင်းကင်မိတ်ဆာစစ်သူကြီးတွေလည်းအကုန်အံ့ကုန်ပါတယ်။ဝမ်လင်စားထွက်တိုက်ရပါပြီ။ဒုတင်နာဘရီဟန်ကဒုတင်နာဘရီချန်ကိုဝမ်လင်ကိုတီးလို့လာလို့လမ်းမိလိုက်ပါတယ်။သူတို့နှစ်ဦးစကေးလို့ရင်တင်နာဘရီချန်ကတကယ်လို့သူတို့တထပ်ဘူးရသွားရင်ရှန်ဟန်ဆေးလုံးငါ့ကိုပေးရမယ်။ငါရှုံးသွားခဲ့ရင်ထန်းတောက်လမ်းမင်းကိုပေးမယ်လို့ပြောလိုက်ပါတယ်။တင်နာဘရီဟန်ကရီမောရင်ကောင်းပြီလေလောင်းမယ်လို့ပြောလိုက်ပါတယ်။ဒုတင်နာဘရီချန်ကတော့တကယ်လို့မင်းသာသူ့လက်ဝါးတစ်ချက်ကိုခံလိုက်ရရင်ရန်နိုင်မှာမဟုတ်ဘူးလို့တွေးနေပါတယ်။ဝမ်လင်ကအော်ဒီနဲ့အစာပြီးတက်ခဲ့ရပါပြီ။你的实力还不够。老爹实力够怎么样子？要是石霄上场，对方撑不过一招。是啊，岂有此理！这不必为了速胜，竟自解护甲，是夺命招数。我本命妖兽的血神剑，你敢！救世大人，他违规！王林，你好大的胆子！规则只说不得杀害妖将，他不是还活着吗？你废了他的经脉，把他变成了废人。所以呢？此战已胜。ဝမ်လင်က၄ဝက်ဆက်နိုင်ပြီးဒုတိယကြောက်ကိုရောက်သွားခဲ့ပါပြီ။ဝမ်လင်ကလမ်းမှာဧကရိတာဝိညာဉ်နဲ့တွေ့ခဲ့ပါတယ်။ရွှေတိကောကတခင်သူ့ကိုခိုင်းလိုက်လို့ပြောလိုက်ပါတယ်။ဝမ်လင်နဲ့တော့ခိုင်းလိုက်ပါတယ်။ရွှေတိကောကသွားတာတော့တိုက်ခိုက်ဖို့သွားတာပါ။ဒါပေမဲ့ဧကရိတာဝိညာဉ်ကမိန်းမလာလေးဖြစ်နေလို့ရှက်ရှင်းအရှုံးပြောင်းသွားခဲ့ပါတယ်来让许哥哥好好透气。哪里的脏东西？放开啊！当年因为伤心与大美人有缘无分，幸而上天待我不薄。别呀，同为简灵，多好的缘分呢！别走啊！你糖葫芦还没吃完呢！我小美人！我和小美人眼看就要成了，你是棒打鸳鸯！王林，当年拆散我和大美人，如今又阻我追求真爱，你就是激怒我许立国风流倜傥，自己孤家寡人见不得别人好。说完了？没完，除非你放我出去找小美人。哎，小美人，哥哥来了！果然，你的剑指已困不住他。王林，这是你逼我的！小黑，出手！立刻解开禁制，否则……沙县的实力越来越恐怖了。为了爱情，拼了，小黑！柱子，不跑了？主人修为通天，小许子再也不敢了。
主人英明，我发誓我再也不去找小美人了。真的是，小雪子今后定清心寡欲，绝不动歪念。鼠子开了，留下他吧。唉，小美人，也不知你我何日才能再见。 ဝမ်လင်ကမိတ်ဆွေတအုပ်နဲ့အတူရဲထိုင်ကြောက်ပြီးပြန်သွားခဲ့ပါတယ်ဒီလိုတောက်စိတ်နှလုံးဘိုးဝေးဆောင်နေတဲ့သူကဖြစ်နိုင်ရင်သူပဲနေမယ်လို့တွေးနေပါတယ်